ဒါသည်တနိုင်ငံလုံးမှာရှိတဲ့လက်နက်ကင်အဖွဲ့များအတွေ့အတာစံပြနမူနာလှုပ်လိုက်တဲ့သဘောရှိတယ်ပြီးမှစီလုံးမှုဆိုတာပေါ်လာမှာလောကကြီးမှာကိုလေးရှင်းလို့ခေါ်တယ်မဟာမိတ်ဖွဲ့တယ်ဆိုတာကိုနဲ့ပြေလဲတဲ့လူပဲဖွဲ့လို့ရတယ်ထင်ရှားတဲ့ဥပမာတစ်ခုကိုပြမယ်လောကကြီးမှာတရားတယ်မတရားတယ်ဆိုတာကိုကြည့်တဲ့ရှုထောင့်ပေါ်မှာမူတည်တယ်မဟာမိတ်ဖွဲ့တယ်ဆိုတာကိုနဲ့အဆင်ပြေတဲ့လူကိုမဟာမိတ်ဖွဲ့တာကိုထိုင်ဆဲနေတဲ့လူကိုဘယ်သူမှမဟာမိတ်မဖွဲ့ဘူးကိုထိုင်ဆဲနေတဲ့လူဟာကိုလူလည်းမဟုတ်ဘူးကိုထိုင်ဆဲနေတဲ့လူဟာအချင်းချင်းလည်းမဟုတ်ဘူးဒါကိုမြင်အောင်ကြည့်ပါဒီနေ့အမေရိကန်မှာမက်ဂါတွေအာဏာရတယ်လက်ရစွန်းတွေအာဏာရတယ်ဒီနေ့အမေရိကန်အစိုးရဘာလုပ်လဲဥရောပမှာရှိတဲ့လက်ရစွန်းတွေကိုမဟာမိတ်ဖွဲ့တယ်လက်ရစွန်းတွေကိုငွေချေးထောက်ပံ့တယ်ဥရောပမှာဒီမိုကရေစီလို့អော်နေတဲ့ liberal လို့អော်နေတဲ့အဖွဲ့တွေ labor တွေကိုရန်သူလုပ်တယ်ဒီနေ့အမေရိကန်နိုင်ငံသားဝန်ကြီးသည်မြူနစ်မှာရှိတဲ့ဥရောပရဲ့လုံခြုံရေးညီလာခံကိုလာတာဥရောပကလုပ်တာအမေရိကန်လုပ်တာမဟုတ်ဘူးဒါပေမဲ့ तू လာတက်ရတယ်အရှက်မရှိလာတက်ရတယ်ဘာလို့ဥရောပခေါင်းဆောင်တွေကိုစွန့်လွတ်ပြီးတော့ तू သွားလို့မရဘူးအဲ့ဒီချိန်မှာ तू ဘာပြောရလဲသူတို့ဒီဥရောပရဲ့ရင်သွေးတွေဖြစ်ပါတယ်ဥရောပကဘာဖြစ်ပါတယ်ဘလို့ဖြစ်ပါတယ်ဖြောက်ပြောသွားတယ်ပြီးတော့အဲ့ဒီ तू လာပြောတဲ့ဥရောပသည် liberal ဝါဒနဲ့ liberal ဝါဒနဲ့လက်ဝဲဝါဒဆိုတဲ့ဒီဝါဒကိုအများဆုံးကင်ဆွဲထားတဲ့အစိုးရတွေဖြစ်တော့ तू ဘေးကိုသွားတယ်သိလားသူ့ရဲ့လက်ရစွန်းဖြစ်တဲ့ခရိုအေးရှားနဲ့ဟန်ဂေရီကိုမိကွန်းသာပြောတာသူ့ကိုကြိုးဆိုမဲ့နိုင်ငံအဲ့နှစ်နိုင်ငံပဲရှိတယ်ဥရောပမှာဘယ်နိုင်ငံမှသူ့ကိုမကြိုးဆိုဘူးသူလည်းပေါ်တင်ပြောတယ်သူ့ရဲ့လက်ရစွန်းတွေနဲ့မဟာမိတ်လုပ်ဖို့အတွက်အဲ့ဒီနိုင်ငံတွေကိုမှရှိတဲ့ဟန်ဂေရီရဲ့အေးကိုသွားတာဒါကြောင့်ဒေါ်ဆန်းစုကြည်မှတ်မိလားဒေါ်ဆန်းစုကြည်ရိုဟင်ဂျာရေးခင်းပြဿနာဖြစ်ပြီးဥရောပခေါင်းဆောင်များနဲ့ကမ္ဘာခေါင်းဆောင်များကသူ့ကိုကန့်ကွက်ဆက်ချင်တဲ့အခါမှာဒေါ်ဆန်းစုကြည်ဥရောပလာတာဘယ်ကိုသွားလဲဟန်ဂေရီကိုပဲသွားခဲ့တာမြင်အောင်ကြည့်လူဆိုတာအသွင်တူတဲ့လူချင်းချင်းပဲမဟာမိတ်ဖွဲ့လို့ရတာဒါကြောင့်ဘုံနဂါးသည်ဘယ်လိုလုပ်မဟာမိတ်ဖွဲ့မလဲဘုံနဂါးသည်ကိုနဲ့စဉ်းစားပုံလည်းမတူဘူးကိုနဲ့ရက်တီပုံလည်းမတူဘူးအဲ့ဒီထဲမှာကိုယ့်ကိုတစ်ချိန်လုံးထိုင်ဆဲနေတဲ့လူကိုယ့်ကိုထိုင်ပြီးအပြစ်ပြောနေတဲ့လူအဲ့လူကဘယ်လိုလုပ်ကိုနဲ့မဟာမိတ်ဖြစ်မလဲဘယ်လိုလုပ်ကိုယ့်ရဲ့အချင်းချင်းဖြစ်မယ်ကိုယ့်ရန်သူပဲဖြစ်မှာပေါ့ဒါကြောင့်သူတရားလွန်လာတဲ့အခါမှာအန်နူဂျီကအောက်ခြေမှာရှိတဲ့မြေပြင်အချက်လက်များရာကျွန်တော်တော့မသိဘူးသူတို့အကြောင်းရှိလို့ဝင်စည်းတာပေါ့ကျွန်တော်တို့မသိနိုင်တဲ့အချက်လက်တွေသတင်းအချက်လက်တွေစစ်ရေးသတင်းအချက်လက်တွေသူတို့မှာအပိုင်ရှိလို့ဝင်စည်းတာပေါ့ဗျာပြောချင်တာကအန်နူဂျီဒီနေ့ဘုံတကားတက်ရင်တွေကိုဝင်ရောက်စီးနှင်းခြင်းသည်မြေပြင်မှာရှိတဲ့ပကဖတွေမလုပ်ရဲတော့ဘူးပကဖတွေသဘောတရားမဖြစ်နိုင်ဘူးဒါသည်အန်နူဂျီဗဟိုမှာရှိတဲ့ဝန်ကြီးအဖွဲ့အစည်းအဝေးကနေသဘောတူညီချက်ကြောင့်ဒါလောက်တာသေးကြတယ်ဒါဆိုရင်သူတို့မှလုံလောက်သောအကြောင်းပြချက်ရှိကိုရှိရမယ်မရှိဘဲနဲ့သူတို့ဗျမ်းမတာမလုပ်ဘူးဒါသည်အန်နူဂျီဖြစ်တယ်အန်နူဂျီစီဆိုတာသူ့ကိုစောက်ကြည့်နေတဲ့တိုင်းသားလက်နက်ကိုင်တွေရှိတယ်ဒီပြဿနာမှာဘသူမှန်ဤမှားဤဆိုပြီးတော့ဝေဖန်စောက်ကြည့်နေကြတယ်တခြားကမ္ဘာခေါင်းဆောင်တွေလည်းရှိတယ်ကမ္ဘာထောက်လှမ်းရေးတွေလည်းရှိတယ်တရုတ်လည်းရှိတယ်နော် KIA တို့လို AA တို့လိုအဖွဲ့တွေလည်းရှိနေတာဖြစ်တဲ့အတွက်အန်နူဂျီဒီမပိုင်မင်းနဲ့တော့မလုပ်ဘူးဘုံနဂါကိစ္စလောက်နဲ့အန်နူဂျီသူတိတ်ခါကြအောင်ကျန်တဲ့မဟာမိတ်အဖွဲ့တွေအန်နူဂျီကိုအယုံကြည်ပြတ်သွားအောင် trust ပေါ့နော်ယုံကြည်ချက်ပြတ်သွားအောင်အန်နူဂျီအဲ့လောက်မမိုက်ဘူးအဲ့လောက်မစွန့်စားဘူးအလွန်အမတန်ခိုင်လုံတဲ့အကြောင်းတရားရှိလို့အန်နူဂျီဒီဘယ်လိုမှသီးမခံနိုင်တော့လို့ဝင်စည်းတာပဲအဲ့တော့ဘုံနဂါအောက်မှာရှိနေတဲ့တရင်တက်ဖွဲ့များအနေနဲ့အကောင်းဆုံးဒီလက်နဲ့ချပြီးအန်နူဂျီနဲ့ပူးပေါင်းလိုက်တာအကောင်းဆုံးပဲဒါဟာအကောင်းဆုံးအဖြစ်ပဲသူတို့ရဲ့ခေါင်းဆောင်တယောက်ရဲ့လွဲမှားတဲ့ဥဆောင်မှုဟာသူတို့ရဲ့အသက်တွေကိုမလိုလားအပ်ပဲပေးလိုက်ရလိမ့်မယ်
အဲ့တော့အောက်မှာရှိတဲ့ရဲဘော်တွေကတော့တော်လှန်ရေးအတွက်တိုက်တာတော်လှန်ရေးအတွက်လှုပ်တာဖြစ်ဖို့များတယ်ဒါပေမဲ့အပေါ်ကခေါင်းဆောင်တွေရဲ့ဥဆောင်မှုလွဲမှားမှုနဲ့ရွေးချယ်မှုအလွဲမှားတွေဟာအောက်မှာရှိတဲ့ရဲဘော်တွေရဲ့အသက်ကိုပါရရှာလာတဲ့အနေထားရောက်နေတာဖြစ်တဲ့အတွက်ဒီချိန်မှာဘုံနဂါဘက်ကရဲဘော်များအနေနဲ့ NUG နဲ့ပူးပေါင်းလိုက်တာအကောင်းဆုံးပဲပြီးမှဒါကိုအဖြေရှာလို့ရတယ်ဒီကိစ္စကဒီလောက်နဲ့ပြီးသွားမှာမဟုတ်ဘူးအဲ့တော့အဓိကပြောချင်တာက NUG ဘုံနဂါတက်ရင်တွေကိုဝင်ရောက်စီးနှင်းပြီးဖျက်သိမ်းနေတာဖမ်းဆီးနေတာကိုဘိုးတကားကိုထောက်ခံတဲ့လူများဘက်ကအကြီးအကျယ်ပောက်ကွဲပြီး NUG ကိုအကြီးအကျယ်အပြစ်ပြောနေကြတယ်။ဒါက NUG ကမျှော်လင့်ထားပြီးသားပါ။ဒီလိုပဲဖြစ်လာမှာပဲ။ဒါပေမဲ့အချိန်တန်ရင်ဘသူကပါလဲအဖြေကရှင်းသွားမှာပါ။အဓိကကဒါဟာအချင်းချင်းမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းကျွန်တော်ကမိမောင်းထိုးပြခြင်းတာ။တော်လိုင်းရေးမှာတတ်ထိုးတာလည်းမဟုတ်ဘူးတတ်ခွဲတာလည်းမဟုတ်ဘူးဒါဒီအချင်းချင်းမဟုတ်တော့ဘူးဒါကိုကျွန်တော်တို့အထူးလက်ခံဖို့လိုအပ်တယ်အဲ့တော့စောစောကကျွန်တော်ထောက်ပြသလိုမဟာမိတ်လုပ်တယ်ဆိုတာကိုယ်နဲ့သဘောထားတူမှမဟာမိတ်လုပ်လို့ရတာအချင်းချင်းဆိုတာကိုယ်နဲ့သဘောထားတူမှအချင်းချင်းလုပ်လို့ရတာကိုယ့်ကိုနေ့တိုင်းထိုင်ဆဲနေတဲ့လူကိုယ့်ကိုနေ့တိုင်းအပြစ်ရှာနေတဲ့လူကိုယ့်ကိုနေ့တိုင်းကြောက်ချနေတဲ့လူကိုကျွန်တော်တို့ကအချင်းချင်းလို့မသတ်မှတ်ဘူးဒါဒီလောကရဲ့နိယာမတရားပဲဒါကြောင့်အမေရိကန်အစိုးရကပြောတာရှင်းရှင်းလေးငါနိုင်ငံကိုအလဲလာတယ်ငါနိုင်ငံမှာကြောင်းလာတတ်တယ်ကိုယ့်အကူအေးအေးဆေးဆေးကိုယ့်ကြောင်းကိုတဲ့ကိုယ့်အကူအလဲလို့ပျော်ပါပြီးပြန်သွားငါနိုင်ငံအစိုးရရဲ့နိုင်ငံခြားရေး policy ဖြစ်တဲ့ပါလက်စဲကိစ္စကိုဝင်ရှုပ်တာတို့ငါနိုင်ငံအစိုးရရဲ့အမျိုးသားအကျိုးစီးပွားအတွက်ငါတို့အစိုးရဆုံးဖြတ်ထားတဲ့ဗင်နီဇွဲလားကိစ္စကိုဝင်ဆွတ်တာလို့လုပ်ရင်အကုန်လုံးဒီနိုင်ငံတွေပြန်မလာနဲ့ရှင်းနေရောသူပြောတာမင်းတို့မှဘာမှပြောပိုင်ခွင့်မရှိဘူးမကျင်တဲ့ငါနိုင်ငံမလာနဲ့ထရန့်ဆိုရကပြတ်တယ်မကျင်နိုင်မင်းတို့မလာနဲ့မင်းတို့အမေရိကန်ကိုမကြိုက်ဘူးလားမလာနဲ့ရောက်နိုင်ငံ80ကိုအပြတ်ပဲပေးလိုက်တာမလာနဲ့မင်းတို့လာပြီးမှဒီနိုင်ငံမှာငါနိုင်ငံမှာလာနေပြီးအရေးနေအခက်ချိုးချိုးမင်းတို့ကလူခွင့်ရေးဆိုတာကြီးကိုအကြောင်းပြဆန္ဒပြတာကိုအကြောင်းပြပြီးငါ့ကိုနေသူတို့ကထိုင်ဆဲအမေရိကန်ကိုမကောင်းကြောင်းပြောနေတဲ့ကိစ္စတွေငကိုတွေကမလာနဲ့မကျင်တတ်ဘူးလားမင်းတို့ကိုယ်နိုင်ငံမှာကိုနေမကျင်တဲ့ကွာကိုလို့ကြိုက်တာလို့ငါနိုင်ငံရဲ့အရေးကိုလာခိုးပြီးငါနိုင်ငံသားယူပြီးငါနိုင်ငံကပြည်သူတွေရှာဖွေထားတဲ့ပတ်စံတွေကိုလည်းလာထိုင်စားပြီးမလာနဲ့မကျင်တဲ့ရင်မလာနဲ့ဘယ်သူမှလည်း welcome မလုပ်ဘူးဒါကြောင့်မင်းတို့ကိုနိုင်ငံ80ငါနိုင်ငံမလာနဲ့ထိုနည်း၎င်းပဲနိုင်ငံသားလှုပ်ထားတဲ့လူတွေငါ့ကိုနိုင်ငံသားတွေရှောက်ထားပြီးငါ့ကိုထိုင်ဆဲနေတဲ့လူလိန်လေတဲ့လူတွေအကုန်ပြန်ရုပ်သိမ်းမယ်နိုင်ငံသားအခွင့်အရေးဟာ privilege အထူးခွင့်ရေးပေးထားတာမင်းတို့ရဲ့မွေးရပါအခွင့်အရေးမဟုတ်ဘူးအဲ့တော့ဘာကြောင့်အဲ့လိုလှုပ်လာတာလဲဘာကြောင့်အဲ့လောက်ဒီဥပဒေတွေတင်းကျပ်လာတယ်ငကိုတွေကသူတို့ရှော့ပေးတယ်သူတို့ဟပေးတယ်ရောက်လာတဲ့လူတွေကလူဘာဝလာလို့ပေါ့လူဘာဝလာတယ်ခါကြတော့နောက်ဆုံးကြတော့တိမခံနိုင်တဲ့ခါကြတော့အခုလိုလက်ရစွန်းတွေတက်လာပြီးပြက်ပြက်သားသားလှုပ်တဲ့ခါကြတော့ဘာတတ်နိုင်လဲပြန်ရတာပဲမဟုတ်ဘူးလားအခုအမေရိကန်ကဗီဇာမထုတ်မပေးဘူးဘာလုပ်လို့ရလဲအခုအမေရိကန်က DV lottery မဖွင့်ပေးဘူးဘာလုပ်လို့ရလဲဟမ်အမေရိကန်ကိုထိုင်ဆဲနေတယ်ပြောသေးတယ်အမေရိကန်ကိုမကြိုက်ဘူးလဲပြောနေသေးတယ်အမေရိကန်နိုင်ငံဆိုနဲ့ဓာတ်နဲ့သွားကျင်တဲ့လူတွေအခုဘာလုပ်လို့ရလဲရှင်းနေတာပဲကိုကိုထိုင်ဆဲနေတဲ့လူကိုမကောင်းပြောနေတဲ့လူကိုရဲ့အကျိုးစီးပွားကိုနော်အမေရိကန်အစိုးရရဲ့ policy ကြောင့်အမေရိကန်နိုင်ငံရှင်းသန်နေတာအမေရိကန်အစိုးရရဲ့အမျိုးသားအကျိုးစီးပွားကြောင့်အမေရိကန်နိုင်ငံချမ်းသာနေတာအဲ့တော့အဲ့ဒီချမ်းသာနေတဲ့စီးစိမ်ကိုလည်းထိုင်စားတိုင်းကလေးစီးစိမ်ကိုလည်းအဲ့ဒီ passport အခွင့်အရေးကိုလည်းယူတကဘာလုံးမှာအမေရိကန် passport နဲ့ဓာတ်နဲ့သွားနေပြီကိုအဲ့ဒီအမေရိကန်အစိုးရကိုထိုင်ဆဲနေတဲ့လူတွေဥမလာနဲ့ပြောပြီလေအမဟာမိတ်ဆိုပြီးတော့အချင်းချင်းလို့ပြောလို့ရတာအဲ့တော့အမေရိကန်ကသူ့နိုင်ငံမှာလာပြီးပါလက်စတိုင်းကိုလာပြီးဆန္ဒပြနေတဲ့အုပ်စုတွေကိုအချင်းချင်းလို့သူမမြင်တော့ဘူးပြန်တော့လို့သူပြောတာ
မင်းတို့ဆန္ဒပြခြင်းကိုယ်နိုင်ငံကိုတပ်ပြသွားအာရမတပ်ပြသွားမင်းတို့စော်ဒီမှာတပ်ပြမင်းတို့နိုင်ငံမျိုးတပ်ပြမင်းတို့ကြိုက်တာလို့မင်းတို့ပါလက်ဆိုင်မဲ့ထောက်ကကြိုက်တာသလို့ငါနိုင်ငံမှာလာမရှုံနဲ့အဲ့ဒီလူတွေကိုအမေရိကန်ကအချင်းချင်းလို့မြင်လားမမြင်ပါဘူးခင်ဗျမမြင်လို့ပဲဦးနိုင်ငံ80မြန်မာနိုင်ငံအပါဝင်အကုန်ပိတ်ပြလိုက်တာဘယ်သူမှအမေရိကန်ကိုလာပြီးတော့ကျေးဇူးမတင်ဘူးအခွင့်အရေးရတာနဲ့အမေရိကန်ကိုထိုင်ဆဲနေတာကိုမေးမလိန်ချင်းဦးကျွန်တော်ပြောနေတဲ့စကားဒီအဖြစ်ပြက်အမှန်တွေကိုပြောနေတာကိုမေးအမေရိကန်ကိုထိုင်ဆဲနေလားမဆဲလားကိုသိတယ်ကိုမလိန်နဲ့ဟာပါလက်စတိုင်းကိုမတရားလုပ်တယ်ဟာအီရတ်ကိုမတရားလုပ်တယ်ဆီးရီးယားကိုမတရားအမေရိကန်ကဘာပလိုက်ကြီးအဲ့လိုပြောပြီးအမေရိကန်ကိုကြတော့နက်လာတယ်အမေရိကန်နိုင်ငံသားယူတယ်အမေရိကန်ပတ်စပို့တက်သွားခြင်းနဲ့အမေရိကန်မှာရရှိနေတဲ့ကျန်းမာရေးခွင့်ရေးစီးပွားရေးခွင့်ရေးလူမှုရေးခွင့်ရေးအကုန်လိုချင်တယ်ပြီးတော့ထိုင်ဆဲနေတယ်အခုဒီနေ့ဘာလုပ်လဲထွန်းကပြတ်တယ်မလားနဲ့တော့ညောင်းတော့တရားမလားနဲ့အဲ့တော့ကိုမကောင်းမြင်နေတဲ့လူကအချင်းချင်းဖြစ်မလားဒါဆိုရင်ဘုံနဂါးကိစ္စကိုကျွန်တော်ကထောက်ပြမယ်ဘုံနဂါးသည်လွန်ခဲ့တဲ့9နှစ်လုံးNUG ကိုအကောင်းပြောတာထက် NUG ကိုမကောင်းပြောတာဆဲဆိုတာကဘယ်တာကပုံများသလဲအဲကြောင့်ကျွန်တော် yes or no မေးခွန်းလေးမေးမယ်ဘုံနဂါးသည်ပြီးခဲ့တဲ့9နှစ်လုံးမှာ NUG ကိုအကောင်းပြောတာထက် NUG ကိုမကောင်းပြောတာပုံများနေတယ်လို့ကျွန်တော်ကပြောမယ်ဆိုရင်မှန်ပါသလား yes or noကျန်တဲ့မြေပြင်ကိစ္စကျွန်တော်တို့မသိဘူးเนาะ line ပေါ်မှာဘုံနဂါးသည် NUG ကိုအကောင်းပြောတာထက် NUG ကိုမကောင်းပြောတာပုံများနေတယ် yes or noဒါဆို NUG ကိုမကောင်းပြောနေတဲ့လူဟာ NUG ရဲ့အချင်းချင်းဖြစ်မလား NUG ရဲ့ရန်သူဖြစ်မလား NUG ကိုမကောင်းတောက်လျှောက်ပြောနေတဲ့လူဒီ NUG ရဲ့အချင်းချင်းမဖြစ်နိုင်ဘူးသဘောတူပါသလား yes or no NUG ကိုမကောင်းပြောနေတဲ့လူဒီ NUG နဲ့အချင်းချင်းမဖြစ်နိုင်တော့ဘူးသဘောတူပါသလား yes or noအဲ့တော့သမရဒေါ်နယ်ထရန့်လို့သူလိုပဲအမေရိကန်နိုင်ငံကိုလာပြီးအမေရိကန်နိုင်ငံကိုလာစော်ကားနေတဲ့လူအမေရိကန်နိုင်ငံရဲ့မူဝါဒတွေကိုဆန့်ကျင်နေတဲ့လူအမေရိကန်နိုင်ငံရဲ့အမျိုးစည်းဝါးကိုဆန့်ကျင်တဲ့လူကိုအမေရိကန်နိုင်ငံကိုလာခွင့်မပေးဘူးပြန်မောင်းထုတ်တယ်ဒါဆိုရင်လည်း NUG ကနေလေ NUG ရဲ့အမျိုးသားအကျိုးစီးပွား NUG ရဲ့ policy တွေမူဝါဒတွေကိုဆန့်ကျင်ပြီးတောက်လျှောက်ပြောနေတဲ့ဘုံနဂါးလိုအဖွဲ့တွေအားလုံးကိုဆန့်ကျင်ရမယ်တို့သမုံမောင်းထုတ်ရမယ်တို့သမုံသူ့နိုင်ငံသူ့နေရာသူပြန်ပို့ရမယ်လို့ကျွန်တော်ကပြောတယ်ဆိုရင်သဘောတူပါသလား yes or no သဘောတူပါသလား yes or no NUG ရဲ့မူဝါဒတွေ NUG ရဲ့ national interest လို့ခေါ်တဲ့အမျိုးသားအကျိုးစီးပွားတွေအဲ့ဒါကိုဆန့်ကျင်နေပြီးအမြဲတမ်းမကောင်းပြောနေတဲ့ဘုံနဂါးကို deportation ပြန်မောင်းထုတ်ရမယ်တို့သမုံသူ့နေရာသူပြန်ပို့ရမယ်တို့မဟုတ်သူ့ကိုအရက်သားဖြစ်ပြန်လဲတော့သွင်းရမယ်လက်နဲ့ဖြုတ်သိမ်းရမယ်အရေးယူရမယ်လို့ NUG ကဆုံးဖြတ်တယ်ဆိုရင်သဘောတူပါသလား yes or no သဘောတူပါသလားအဲ့တော့အဖြေရပါလေဒါသမရဒေါ်နယ်ထရန့်စဉ်းစားပုံပဲသမရဒေါ်နယ်ထရန့်ဟာအမေရိကန်သမရဒေါ်နယ်ထရန့်ပြောနေတဲ့အမေရိကန်နိုင်ငံကိုမတရားပြောနေပိတ်လိုက်တဲ့ဟာတွေတခုမှမမှားဘူးတကယ်ကိုဒီလူတွေကတကယ်ပြောနေတာ
အမေရိကန်နိုင်ငံမှာကျောင်းလာတက်တယ်ကျောင်းသားကကျောင်းသားစာဖတ်ပေါ့ဗျာသူများနိုင်ငံမှာအလဲဗီဇာနဲ့ကျောင်းလာတက်တာဘာကိစ္စပါလက်စတိုင်းရေးမှာကျောင်းသားခေါင်းဆောင်တွေလုပ်ပြီးတော့ကျောင်းသားအခွင့်အရေးပုံစံအမေ